ဒီဟာအခုကျွန်တော်တို့အမျိုးသားသိရင်တော့ဘာမှဖြစ်တော့ပါဘူးနော်ဘာလို့ ဝဲ တို့ ပြနေမှာပါ အဲ့ဒါဆိုရင်ဒီမှာဒီဖဲကြိုးလေးတစ်ချက်ဆွဲကြည့်လိုက်ညဆွဲဟောအေး ဩပပ အေးပတ်စံနေထွက်လာတယ်ဟုတ်လား ရင်ခုန်နေ အေးရေခုန်တယ်အေး ဝါ အေးမကုန်သေးဘူးမကုန်သေးဘူး ကုန်သေးဘူးလား မကုန်သေးဘူးရကဲ surprise ကလို့လေရေခုန်လား ခုန်နေ ဟုတ်လားဘယ်သူပေးရတော့ အမျိုးသားပဲနော် မျိုးသားပဲမျိုးသားရန်ကုန်မှာဆို ဟုတ်တယ် အဲ့လေ ဒီမှာပြေးမဲ့သူမရှိဘူး ဟုတ်လား surprise ကဒါတွေမပြီးသေးဘူးကြံသေးတယ်နောက်ထပ် ကြံသေးတယ် ကဲဒီမှာရင်ရောက်နေပြီဒီမှာရင်ရောက်နေပြီ surprise ကနောက်တော့ဒါပေမဲ့ကျွန်တော်တို့မှာတော့ဘာမှရှိတော့နော် မဟုတ်ဘူးတင်နဲ့ ဟုတ်တယ်ဟမ်မဖြူဖြူဖွေဟုတ်တယ်နော် ဟုတ်တယ်ဟုတ်တယ် အဲ့လေဟုတ်တာပဲလေအဲ့ ဟုတ်တယ် နောက်တော့ surprise ကကြံသေးတယ်ဘာကြံသေးရလဲဆိုတော့နောက်တော့ surprise ကဒါလေး ပါလေ Happy Valentine Day တဲ့ Happy Valentine Day တဲ့ကဲဘာဖြစ်မှထင်တော့ မသိဘူး အကျွေးပေါက်ချတွေမြပေးခိုင်းနေလား 哎呦我的妈！ ဟမ်အကျွေးပေါက်ချတွေမြဖြစ်နေမလား အကျွေးမရှိပါဘူး ဟုတ်လားအကျွေးမရှိပါဘူးအဲ့တော့ဖောက်ကြည့်လိုက်ဘာဖြစ်မလဲ ဩပစံ ပတ်စံအဲ့တက်လဲပတ်စံလား ပစံ ဟိုမနေဘူးရောအဲ့ဒါဘယ်လောက်တော့ 9000 တေချာကြည့်ပါဦး 9000ပဲ တေချာကြည့်ပါကြည့်ပါဦး ဟာ4900 ပြောလား ပြောတယ် အဲ့တော့ဘေးမှာပေးတာဘာလို့ ပေးတာအမျိုးသားပဲရှိမှာပါ အမျိုးသားပဲ ဘယ်သူမှတော့ ဟမ် ဘယ်သူမှမပေးပါဘူး အခုလိုမျိုး surprise လာတိုက်တာဆိုတော့ surprise ဖြစ်လား ဖြစ်တယ် ဖြစ်တယ်အဲ့မှာကခုနပတ်စံက3000အဲ့4900 1 2 3 4 5 40ဒီ4000ဖြစ်နေပြီနော်မှန်30ကျွန်တော်တရွက်လူနေတာနော်9000အဲ့ကြတော့ဘယ်လောက်ဖြစ်ပြီ 9900 9900 9900တော့ရပြီအဲ့တော့လုတ်ပေးတဲ့သူကဘယ်သူ ဟုတ်ပြီအမျိုးသား အဲ့တော့အမျိုးသားကိုဒီကနေဗာပြောလိုက်ပါပြောလိုက်ပါ ကျေးဇူးအများကြီးတင်တယ်လို့အများကြီးလည်းကျေးဇူးပါဦး ပြောရ လည်းပြောတယ်လို့ပြန်ပြောတယ် ဘွားဒီရေ ပြောလဲပြောတယ်လို့အများကြီးလည်းချစ်ပေးပါအောင်လို့ အဲ့တော့ Happy Valentine Day ဖြစ်သွားပြီပေါ့နော် ဖြစ်သွား